နားရကြောင်ဖြစ်လာတယ်သူပြောင်းလဲလာတဲ့ပုံစံမျိုးကိုပြောပြအဲ့မှာဆိုရင် EK ရှိမှကြောင်ဒီနားကိုပြောင်းမယ်ဆိုရင် E ကိုဖြုတ်ပြီးရမှာခုနားပေါင်းမယ်သူ့ကိုပြောင်းမယ်ဆိုရင် E ကိုဖြုတ်ပြီးရမှာခုနားပေါင်းမှာဆိုတော့ခုနားဆိုရင်ဆေးရဘူးတော့ခုနားဆိုရင်ဘူလာတီပေါ့တာခိုင်းရကြတော့စေချီတော့မသူ့ကိုနားရုပ်ပဲလုံးမယ်ဆိုရင်တာခါဒီကိုဖြုတ်ပြီးတော့ခုနားရုပ်ပေါ့နော်တာခါခုနားရုပ်ဆိုရင်စေချီလာတယ်ဖုတို့ကြီးကြတော့ဝါတော့ဝါလာရဆိုရင်ဒီကိုဖြုတ်ပြီးခုနားရုပ်ပေါ့နော်ဖုတို့ခုနားရုပ်ဝါလာတယ်နောက်ပြီးတော့ကြတော့အဲ့ဒါကြ EQ ရှိမှဆိုရင်ပြောင်းလဲလာနေထားပါတော့နောက်တစ်ပတ်တည်းချိန်မယ်ဆိုရင် E ကိုဖြုတ်ပြီးတော့ခုနားပေါင်းပြရနော်နောက်တစ်ခါရှိမှကြတော့နီနားပေါင်းလာအဲ့မှာဆိုရင်နီယာကနာဆိုရင်စီကာတော့ကိုဖြစ်ချင်နီယာကနာကိုဖြုတ်ပြီးတော့နီနားပေါင်းဆိုရင်စီကားလာရဲဆိုပုံမျိုးဖြစ်သွားမှာခီရိနာကြောင့်ဘာဖြစ်တာလာပါတော့ဆိုရင်ခီရိနာလို့ဆိုရင်လာပါလာခန္ဓာနာကြတော့လေကူတော့ခန္ဓာနိနာလို့ဆိုရင်လေကူလိုက်တရားဟိုင်ချုပ်တော့တရားကြောင့်နားတို့က EQ ရှိနေနား KO ရှိတဲ့ပြောင်းရအဲ့ပုံစံမျိုးလေးပေါ့နော်နောင်းဆိုရင်ကြတော့နောင်းနိနာတို့ပဲနောင်းနိနာတို့ဥပမာဆိုရင်နားဆွနိနာတို့ဆိုရင်နားဆွကနေရာဒီဟုတ်လားဆိုရင်နားဆွနိနာတို့ဆိုရင်နေရာဒီရောက်ပြီနေရာဒီရောက်လာပြီနောက်ခုရုနိနာတို့ဆိုရင်စောင်းရာဒီရောက်ပြီပြီးတော့နာခရဘကြတော့ဒါပဲဘယ်အနေဖြစ်လာလဲဆိုရင်ဒီဘာဝပေါင်းလေးကိုကြောက်လမ်းသိတွဲကြဖြစ်ရင်ဆိုပုံစံမျိုးအဲ့မှာဒါအငင်းနဲ့ဆိုတော့နာခရဘဆိုရင်မဖြစ်ရင်ဆိုပုံစံမျိုးဖြစ်သွားမှာနော်မဖြစ်ရင်ဥပမာပြောရမှာဆိုရင်အိုခီလူကအဲ့ရထားတာအဲ့ရတာမှာသူ့ကိုဒီဆုံး9ပေါင်ရောက်မယ်ဆိုရင်အိုခီ9ပေါ့လားOkay 9ဆိုတော့ okay 9ဆိုရင်သူ့ရဲ့အဆုံးမှာ E နဲ့ဆုံးသွားရတဲ့ကြောင့်ကြောင့်သူ့ကို EQ ရှိပုံစံမျိုးနဲ့ဘာဘာပေါင်ပြောင်းရင်ဘာဘာပေါင်မှာကြောင့် EQ ရှိကိုပြောင်းမယ်ဆိုရင် E ကိုဖြုတ်ပြီးတော့မှ carrier ပေါင်းရတာဆိုတော့ okay 9 carrier ဖြစ်သွားမှာ okay 9 carrier ဆိုတော့အဲ့ရမထရေးဆိုတဲ့ပုံစံဖြစ်သွားမှာနော်